မိုင်းပြပြတိမ်တိုက်တွေကြားထဲမှာတောင်တလုံးစားတဲ့ပုံမကြီးမားရဲ့နာမည်တွေရှိရာကိုစွန့်ကုံကလက်ဆွဲတော်ပင်လယ်တန်တုပ်ကိုဆွဲကိုင်ရင်တိမ်မော်ကနေချီတက်သွားခဲ့ပါတယ်စွန့်ကုံတနည်းအားဖြင့်ကြောက်တုံးမြောင်းလို့ခေါ်ဆိုကြတဲ့တကိုးရှိမြောင်မင်းရဲ့ရှေ့မှာတော့နက်စစ်တီများစွာကအသင့်အနေထားနဲ့ရှိနေကြပါတယ်အနောက်ရဲမှာကျန်းစာတွေပင်းခဲ့ပြီးနောက်မှာထန်ဆန်းစရာတော်ကိုယ်တိုင်မိစ္ဆာတွေရဲ့အန်ဒီရဲ့ကြားရောက်မှုမရှိတော့တဲ့အတွက်စွန့်ကုံကသူ့ရဲ့ပန်းမလာတောင်ကိုပြန်ပြီးအေးအေးဆေးဆေးနေခဲ့ပါတယ်ဒါပေမဲ့ဘာကြောင့်မှမသိဝူခုံအဲ့လိုအေးအေးဆေးဆေးနေထိုင်နေတဲ့ကြားကောင်းကင်မုံနာမင်းတွေကပန်းမလာတောင်ကသူ့ရဲ့စွန်းမျိုးနဲ့မြောက်တွေကိုတိုက်ခိုက်ခဲ့တဲ့အပြင်မြောက်အချို့ရဲရဲဆက်ဆက်တတ်သွားခဲ့ပါတယ်အဲအကြောင်းပဲကောင်းကင်မုံအထိဒုတိယအကြိမ်စစ်ချီလာခဲ့တာဖြစ်ပေမဲ့ကြောက်စိမ့်အိတ်ဂရီရဲ့တူတော်အာလင်ရှန်ကလာရောက်တာစီခဲ့ပါတယ်။ဘူခုံအနေနဲ့အာလင်ကိုရှင်ပြိုင်တိုက်ခိုက်နိုင်ပေမဲ့လည်းစစ်တီအင်အားအရာမှာတာလွန်နေရဲ့ပြင်တိုက်ခိုက်နေရင်ဘာကြောင့်မှမသိကျန်းစာပင်အပြီးမှမရှိတော့တဲ့ကွမ်ရင်မယ်တော်ရဲ့ရွှေကွင်းကပြန်ပေါ်လာခဲ့ပြီးတင်းကျပ်နေခဲ့ရကြောင်းအလင်းအငိုက်အခြေအနေမှာမရှိမလားရှုံးနေခဲ့ရပါတယ်။အဲအကြောင်းပဲသူ့ရဲ့တောင်မှာကြောက်တုံးတုံးပြန်ပေါ်လာခဲ့ပြီးတချင်ကဗုဒ္ဓအလောင်းနေရာဖြစ်ခဲ့တဲ့ဘူခုံရဲ့တက်တော်တနည်းအားဖြင့်အစိပ်ပိုင်းတွေကအာယုံ6ပါးအဖြစ်ကွဲသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာမြင့်တဲ့အချိန်မှာတော့တောင်မှာရှိတဲ့မြောက်အိုကြီး